ကျွန်တော်လုပ်ငန်းလေးနဲ့ကျွန်တော်ကြောင်းနေဆိုကျွန်တော်ကိုယ်ရေးချမ်းဖို့ပါကျွန်တော်ဟင်္ဒရာပါကျွန်တော်လုပ်ငန်းစုကတော့ family လုပ်ငန်းစုပါเนาะကျွန်တော်လုပ်ငန်းစုနိုင်ကတော့ family လုပ်ငန်းစုလို့လက်ရှိအမည်တက်ထားပါတယ်လုပ်တဲ့လုပ်ငန်းကတော့ဒီရွှေဆိုင်လုပ်ငန်းရယ် hotel လုပ်ငန်းရယ် international school နဲ့ private school နဲ့ပေါ့အကြောင်းလုပ်ငန်းရယ်၃မျိုးကျွန်တော်လုပ်ပါတယ်ကျွန်တော်ပထမဆုံးတက်ဖြစ်တဲ့အကြောင်းအရာကတော့2019မှာ DLG ကိုစပြီး join ဖြစ်ပါတယ်ပေါ့နော်ဒီ DLG ကို join ဖြစ်ရတဲ့အကြောင်းရင်းလေးကိုတော့အရင်ပြောပြချင်ပါတယ်ကျွန်တော် hotel နဲ့အကြောင်းတွေက2018လောက်မှာစဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့အချိန်မှာရွာလဲနေတာတငယ်ချင်းတယောက်ကကြည့်ပြီးတော့မင်းလုပ်ငန်းတွေများလာပြီးတော့ရွာလဲနေဒီလိုလေးသွားပြီးတော့တက်ကြည့်ပါလားဆိုလို့ဆရာတင်တန်းကိုရောက်လာအဲ့တုန်းကမှတ်မှတ်ရအယောက်900လောက်ရှိတယ်ကျွန်တော်တို့တော်ဝင်မှာစတက်တော့ဒါဒီကြောင်းလေးပါနော်စတက်တော့ဒီဆရာကတင်တန်းမှာဘာလို့ပြောလဲဆိုတော့ဝင်ငွေအစအများကြီးအဲ့လိုမျိုးသူပြောရင်ဟိုယုံနေသူရှိလားလက်ကလေးချက်လောက်နဲ့ယုံနေတည့်ရချင်းမှာကျွန်တော်လည်းပထမဒုရဖြစ်တာဘာဖြစ်လို့အဲ့လောက်အစတွေအများကြီးဖြစ်ရတာလဲဒါပြီးတော့ကျွန်တော်ရှင်းပြမှာပေါ့နော်ဒါဒီတင်တန်းမှာကျွန်တော်ပထမပြောပြချင်တာဒီအကြောင်းအရာလေးနောက်ချက်ကကျတော့ဆရာအဲ့အချိန်မှာအတန်နည်းနည်းထိတာနဲ့တွေ့တယ်နော်အဲ့တော့ပြောပြတော့ဆရာအဲ့အချိန်မှာ VR ရက်တွေလုံးဝရှောင်လိုက်ပြီကျွန်တော်တို့တက်တော့ကွန်လည်းစားတယ် VR လည်းတောက်တယ်ရက်တွေလည်းတောက်တယ်ပေါ့ဒီလိုဒီကနေဖြတ်ပြီးကျွန်တော်တစ်သက်လုံးဖြတ်လိုက်ပြီဆိုတော့အဲ့တော့ကျွန်တော်အကုန်လုံးနေတဲ့အချိန်ဒါလည်းမဖြစ်နိုင်ဘူးဒါအဲ့အချိန်မှာTLGမှာတရားတွေဖြစ်နေတယ်ကျွန်တော်ဒါပေမဲ့အဲ့ TLG တက်ပြီးကျွန်တော်ဟင်္ဒရာကိုပြောင်းရတဲ့အချိန်မှာကျွန်တော်ဆေးလိပ်14ရက်ပြတ်သွားတယ်ပြီးတော့ပြန်တော့ပါ14ရက်ဆိုကျွန်တော်ဘဝမှာဆေးလိပ်ဆိုတာတစ်ရက်လောက်ပြတ်ရင်တော့ဘလုံးဝအဆင်ပြေတဲ့ကိစ္စတပတ်ကြော်လောက်14ရက်လောက်ထိခံပြီးတော့ကျွန်တော်ဒီဟာဆေးလိပ်ကိုပြတ်တယ်ဒါပေမဲ့2019ကနေ2020လေးတောက်တော့တည်တဲ့အတိုင်းလဲကိုဗစ်ဖြစ်တယ်ဖြစ်တော့အကြောင်းတွေလည်းပိတ်ဟိုတယ်တွေလည်းပိတ်ဆိုတော့လူလည်းအလုပ်မလုပ်တော့ဘူးကျွန်တော်လည်းရက်သွားတာပေါ့ရွှေတိုင်းကတော့ဆက် run နေပေါ့နော်အဲ့ရနေပြီးတော့နည်းနည်းဆက်ပြောလိုက်မှာဆိုတော့အဲ့ရနေပြီးတော့ကျွန်တော်ဒီ2020 21 22လမ်းနေပြောင်းတယ်23မှာအဲ့တုန်းကအပ်ခဲ့တဲ့ TLB အပ်ဖြစ်ခဲ့တယ်အဲ့ TLB လေးကိုကျွန်တော်ပြန်တက်တာအဲ့အချိန်မှာလုံးဝ TLB တင်နေမယ်အဲ့ရစပြီးကျွန်တော် breakthrough လုံးဝဖြစ်သွားအဲ့အချိန်မှာအကုန်လုံးချက်ချင်းတော့ချိန်သွားတာမဟုတ်ဘူးနည်းနည်းလေးချိန်သွားတာဗာပြောင်းလဲဆိုတော့ကျွန်တော်ဝါရင်းမှာအရင်နားဖို့စပြီးကျွန်တော်စူးစမ်းကြည့်တယ်အဲ့ဝါရင်းမှာကျွန်တော်အရက်စပြီးတော့နားနိုင်တာလေနားပြီးတော့ကျွန်တော်ဝါမှာအရင်နားပြီးတော့2023 17လပိုင်းမှာကျွန်တော်ကွန်းကို22ရက်17လကျွန်တော်မှတ်ထားတယ်အဲ့ရကွန်းလုံးဝတပွားလုံးစာဖြတ်မယ်ဆိုပြီးတော့ဒါကတပွားလုံးကွန်းကိုဖြတ်ဖြစ်သွားတယ်ပေါ့နော်ကွန်းကိုဖြတ်ဖြစ်သွားပြီးတော့ကျွန်တော်2023မှာအပ်ခဲ့တဲ့ PVC ရေပေါ့ PVC ကိုအပ်ခဲ့တယ်ဒါပေမဲ့မတက်ရသေးဘူးမားနဲ့မတက်ဖြစ်ဘူးမတက်ဖြစ်ဘဲနဲ့ဘာတော့တက်ဖြစ်တယ်ဆို NLP တက်ဖြစ်သွားတယ်အဲ့ NLP မှာဘယ်လိုလူနဲ့တွေ့လဲဆိုတော့အမားတို့ PVC ML လူတွေတွေ့လိမ့်မယ် PVC ရက်တက်လာတဲ့အုပ်လိုက်ကြီးကလုံးဝမောင်နှမတွေတောင်ထင်ရတယ်အဲ့လူတွေချစ်ပြီးအုပ်လိုက်10ရောက်အုပ်ကြီးတဲ့ကိုကျွန်တော် NLP ထဲမှာဝင်တော့ NLP ထဲမှာအဲ့လူတွေရဲ့ဆွဲခေါ်ချက်နဲ့ကျွန်တော် NLP Maserati ကားရနဲ့ PVC တွေလည်းမတက်ဘာမှမတက်ဘဲနဲ့ NLP လေးတက်မိယုံနေတယ် PVC ရဲ့အုပ်လိုက်ကြီးရဲ့ဝိုင်းကျုံလိုက်တယ်ကျွန်တော်NLP Maserati ကတက်ကွာဆိုတက်လိုက်တာ NLP Maserati တက်တဲ့အချိန်မှာလုံးဝအဲ့ NLP ပြီးတဲ့အကြောင်းအရာလေးကျွန်တော်ပြော NLP ပြီးတဲ့အချိန်မှာကျွန်တော်ကမြန်မာနိုင်ငံမှာရွှေဆိုင်ခွဲတွေဖွင့်ဖို့ရည်ရွယ်ချက်ရှိတယ်ရည်မှန်းချက်ရှိတယ်ကျွန်တော်စူးစမ်းနေတယ်ဒါပေမဲ့ကျွန်တော်အမေကဒီ SME လုပ်ငန်းမှာ SME ပေါ့ကျွန်တော်တို့လုပ်ငန်းအားလုံး SME တွေဖြစ်တော့အမေကအလုံးဝဒီသားတယောက်တည်းရှိတော့ကျွန်တော်ပေးမထွက်ဘူးပိတ်ထားတယ်အဲ့တော့ NLP တက်ပြီးတဲ့အချိန်မှာကျွန်တော်အမျိုးသမီးနဲ့တော့ကျွန်တော်စကားပြောလို့မရတော့ဘူးသူတို့ကိုကျွန်တော်သဘောတွေပေါက်နော်ဒီလူတွေကအော်ဒါကြောင့်ဒါ DISC တက်ပြီးရင်လည်းတီးလိမ့်မယ်ပေါ့နော်NLP တက်ပြီးတဲ့အချိန်မှာအိမ်ပြန်တော့စကားဘလို့မှပြောလို့မရတော့ဘူးကိုကတနေရာမှာရောက်သူဘာပြောအဲ့တော့ဒီ NLP တဲကကျွန်တော်ဘောကိုပြောင်းလဲသွားတဲ့အချက်လေး၃ချက်ပါအတူလေးကျွန်တော်ပြောပြမှာပေါ့နော်ပထမဆုံးချက်က modeling ကကျွန်တော်တို့ဒါဟိုဒီပတ်ဝန်းကျင်မှာလည်းကျွန်တော်လည်းသိပါတယ်ဒါဒီ modeling ကသူ့ရဲ့အဓိပ္ပာယ်ဒီ model ယူတာပေါ့နော်အောင်မြင်တဲ့လူတွေဥပမာဆေးလိပ်ဖြတ်နိုင်တဲ့လူတွေကုန်ဖြတ်နိုင်တဲ့လူတွေအရက်ဖြတ်နိုင်တဲ့လူတွေသူတို့ကို model ယူတဲ့ဟာလေးပေါ့ကျွန်တော်ကစာသင်ကြားရေးမှာနည်းနည်းညံ့တယ်ဆိုတာလေအများကြီးမမှတ်မိဘူးဒါပေမဲ့ကျွန်တော်အတွက်ကိုဆရာတို့ကပြောတယ်သင်ပြီးရင်ချက်ချင်း practice ပြန်လုပ်ခိုင်းနေဆိုတော့အဲ့ဒီအချိန်မှာမှတ်မိသွားမှမသိလိုက်ဘူးအဲ့ဒီအချိန်မှာကိုယ့်ရဲ့ဒီဟာတွေအကုန်လုံးရောက်နေတယ်အဲ့ဒီမှာ modeling ကိုကျွန်တော်သုံးတယ်နောက် anchoring ရှိတယ်ကျွန်တော်စင်ပေါ်မှာဟိုနှစ်တိုင်းကျွန်တော်ကြောင်းသားမိဘတွေရှိမှကျွန်တော်တက်ပြောနေအရင်ကြောက်တယ်ကြောက်တာမှာအဲ့တွေးလိုက်တာနဲ့ကိုပြောဖို့စကားတွေမရှိတော့ဘူးငါအဲ့ရအတွက်ကို anchoring ဆိုတာဆရာတို့အဲ့ NLP မှာသင်လိုက်မယ်ကျွန်တော်ဒီနားလေးမှာထည့်ထားတယ်ကျွန်တော်ဒီလိုတွေအများကြီးကျွန်တော်မသုံးတတ်ဘူးကျွန်တော်ရိုးရှင်းမဲ့ဒီနားမှာပဲကျွန်တော်အောင်မြင်မှုတွေပါတယ်ကြာရှုံးမှုတွေပါတယ်
ဝမ်းနေမှုတွေဒီမြစ်တာအကုန်လုံးထည့်ထားတဲ့နေရာတွေပဲဒါလေးဒီကျွန်တော်တဲ့ခလုတ်ကလေးပဲအဲ့ဒါဒီ NLP မှာသိလိမ့်မယ်နော်အဲ့တော့အဲ့ချက်တွေကိုအဲ့ချက်ကိုတုံးလိုက်တဲ့အချိန်မှာကျွန်တော်စင်ပေါ်မှာပြောရတာတွေတခါတလေကိုယုံကြည်မှုပြောင်းနေတဲ့ဟာတွေမှာအများကြီးယုံကြည်မှုတိုးလာတယ်နောက်ပြီး report ကတော့ခုနဆရာလည်းရှင်းပြသွားတယ် report ကတော့ကျွန်တော်အမေကိုကျွန်တော်ကအရင်တော့ဒါပဲလုပ်ခြင်းတယ်အမေကျွန်တော်ဒါပဲလုပ်ပြီအခုအဲ့လိုမဟုတ်တော့အမေဒီလိုရှိတယ်ဒါလေးကဒီလိုကျွန်တော်တို့ကဒီလိုအမေညင်းနေမယ်ဆိုရင်ဒီကျွန်တော်တို့အကောင့်ထဲတွေကဖြစ်မလာတော့ဘူးဒါမျိုးတွေရှင်းပြတဲ့အချိန်မှာအမေလက်ခံသွားတယ်အဲ့ဒီတော့ကျွန်တော်ရဲ့အလုပ်တွေထပ်ပြီးတိုးချဲဖို့လေးအတွက်ကိုအမေလက်ခံလာတယ်ဆိုတဲ့အတွက်ဒီ NLP သင်တန်းလေးကနေပြီးတော့ဒီ၃ချက်ကလေးပဲကျွန်တော်အိမ်ပြန်တယ်သွားဒီ၃ချက်ကကျွန်တော်ဘဝအတွက်အများကြီး changes ဖြစ်သွားတယ်အဲ့ရနေပြီးတော့ကျွန်တော် NLP master ဆိုတော့စဉ်းစားကြည့်လိုက်ပါNLP master ဆိုတော့ကိုတယောက်တည်းကားရိုက်ဖြစ်နေလေအဲ့ဒါနဲ့အမျိုးသမီးကိုကျွန်တော်ငါတော့မဖြစ်ချေတော့ဘူးဒီတိုင်းဆိုရင်တော့ဆိုအဲ့ NLP master ပြီးတဲ့အချိန်မှာသူ့ကိုသင်တန်းနေစပြီးတက်ခိုင်းတော့တာဒီအကြီးစတက်ပြီးတော့ဆရာကိုခွင်တောင်းတာပါအမှန်ကတော့ TLP တက်ရမှာ TLP မတက်နဲ့တော့ကျွန်တော် PVC မတက်ရသေးဘူး2024 February မှာ PVC တက်ဖို့ကျွန်တော်အချိန်ကြီးအများကြီးဟိုဖြုတ်ပြီးတော့ကဲတက်မရအောင်တက်မယ်ဆိုတော့အမျိုးသမီးတွေပါအတူတွဲပြီးကျွန်တော် PVC တက်ဖြစ်ခဲ့တယ်ကျွန်တော်2025တလပိုင်းလောက်ကနေပြီးတော့ကျွန်တော်လုပ်ငန်းတွေအကုန်လုံးကိုကျွန်တော်ပြန်ပြီးကင်တွယ်ခဲ့တယ်အဲ့ဒီအချိန်မှာဘာကိုသိခဲ့ရလဲဆိုတော့ကျွန်တော်ဟိုတယ်ကပုံမှန်ဝင်ငွေက150 200လောက်ပဲဝင်နေတာအမြက်ကအဲ့ဒီအချိန်မှာကျွန်တော်ဒီတလပိုင်းကနေပြီးတော့2025လောက်ထိကင်လိုက်တဲ့အချိန်မှာဟိုခုနဆရာပြောတဲ့ဇာတိုးမြက်တယ်ဆိုတာကဒီလီဒါတယောက်ဖြစ်သွားတဲ့အချိန်မှာကိုဘာလဲဆိုတော့မြင်သွားတော့ကိုဝင်ငွေကပုံမှန်ပဲ200ဝင်နေတာကို200မှာလက်ခံထားလို့200ဝင်နေတာ200မှာလက်မခံလိုက်တော့လက်မခံတော့ပဲနဲ့ပြောင်းလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ဟာ9ဆ6ဆလောက်တက်သွားတယ်ဒါဒီ6လ9လလောက်အတွင်းမှာကိုလက်မခံဘူးလက်ခံတယ်ဆိုတဲ့အပေါ်မှာပဲမူတည်ပြီးတော့အရာရာကပြောင်းလဲသွားတာဖြစ်တယ်အဲ့တော့ဟိုအဲ့အချိန်မှာဘာလို့ထပ်တည်သွားလဲဆိုတော့ဆရာရဲ့ဗီဒီယိုအတူလေးတွေရှိတယ်အတူမဟုတ်တနာရီစာလောက်အတူ၄မျိုးရှိတယ်အဲ့၄မျိုးကကျွန်တော်နည်းနည်းတော့မေးနေအခုပြီးခဲ့တဲ့၄လပိုင်းကထုတ်ထားတဲ့ဟိုဟာလေးကဆိုရင်တဲ့ကျွန်တော်လုပ်ငန်းကိုတာမန်တဲ့ဘက်ကတိုးတက်အောင်လုပ်ခြင်းနဲ့ဥဆောင်သူတိုင်းအတွက် lunch and learn live session ဆိုတဲ့ဟာလေးရှိတယ်အဲ့ကောင်တော်တော်ကောင်းတယ်အဲ့ကောင်လေးကိုနားထောင်တဲ့အချိန်မှာကျွန်တော်ရဲ့တောင်းဝင်မှုတောင်းဝန်ခံမှုဆိုတာကိုကျွန်တော်လုံးဝရှင်းရှင်းလင်းလင်းမြင်သွားတယ်ကျွန်တော်ရဲ့ခေါင်းဆောင်တွေကိုလည်းကျွန်တော်တောင်းဝင်မှုတောင်းဝန်ခံမှုဆိုတဲ့အရာတွေခွဲဝေပေးနိုင်ခဲ့တယ်အဲ့တော့သူတို့ရဲ့ဒီ develop ဖြစ်ဖို့တွေအတွက်ကိုကျွန်တော်သင်တန်းနေပေးတယ်ကိုယ်တိုင်လည်းသင်တယ်ကိုယ်တိုင်လည်း speaker လုပ်တယ်ကျွန်တော် leadership ဖြစ်ရမယ်လို့လည်းကျွန်တော်သိလာတယ်အဲ့ဒီအချိန်မှာပို့ပြီးတော့ဒီအလုပ်လုပ်ရတဲ့ဟာတွေကလွယ်ကူလာတယ်ဝန်ထမ်းတွေကိုထိန်းချုပ်ရတာလွယ်ကူလာတယ်ကျွန်တော်လည်းပဲ smart ပို့ဖြစ်လာရင်ယုံကြည်မှုပို့ရှိလာတယ်အဲ့ဒါတွေအကုန်လုံးက PVC ပြီးတဲ့အချိန်မှာကျွန်တော်တော့ဒီဟာကတော့ဆရာရဲ့သင်တန်းကိုလာကြောညာတာမဟုတ်ဘူးနော်ဒါမနေ့ကမှဆရာတော်ကျွန်တော်ကြော့တာဒါအမားတို့အကုန်ထွက်သွားတော့မှကျွန်တော်ကြော့ဘာလို့လဲဆိုတော့ကျေးဇူးတင်လို့တကယ်ကိုကျေးဇူးတင်စရာလူပဲကျွန်တော်အမျိုးသမီးလည်းသူသိပါတယ်သူလည်းပြောတာကျေးဇူးတင်စရာကောင်းတဲ့ဆရာပါဟိုလေဒီလိုလူမျိုးကျွန်တော်တွေ့ရတာကျွန်တော်ဘွားအတွက်တကယ်ကံကောင်းတာကျွန်တော်ကဘာသာရေးယူဆရာဘုန်းကြီးတွေစုံမိုင်းအောင်ရတဲ့ကောင်မဟုတ်ဘူးကျွန်တော်အရာဘုန်းကြီးเจ้าတွေခဏပို့တယ်မကျွတ်ဘူးအဲ့ဟာကြီးဆရာနဲ့မှာပဲခွင်းလုံးတွေပဲကျွတ်တော့တာအဲ့တော့အဲ့ဒါကကျွန်တော် PVC တက်လိုက်တဲ့အချိန်မှာစာအုပ်ကြီးတစ်ဆက်ကြီးနဲ့ကျွန်တော်ပြန်သွားတော့ဒီစာအုပ်တွေကိုလည်းတည်တည်ချာချာတော့မသုံးဘူးဒါအဲ့ဒီမှာဆရာပေးတဲ့စာရွက်အတူလေးရှိတယ်အဲ့ဒီတူလေးကလည်းလုပ်ငန်းမှာပြောရတော့အများကြီးရှိပါလိမ့်မယ်လုပ်ငန်းမှာအရန်သုံးဝင်တယ်ဒီအတွက်ဟိုကျွန်တော်ကတော့တိုက်တွန်းချင်တာလေးတော့ဆရာပြောဖို့ရှိသေးတာဒီတဲ့တိုက်တွန်းချင်တာလေးတော့ရှိတယ်အချိန်နဲ့ငွေနဲ့တက်နိုင်တယ်ဆိုရင်ဆရာရဲ့သင်တန်းတွေကိုဆက်ပြီးတော့ကိုယ့်အတွက် invest လုပ်ဖို့ကျွန်တော်ပြောချင်တယ်ဒီတော့နောက်စကားလက်ဆောင်တွေပေးချင်တာတော့ကျွန်တော်တို့မှာဒီသင်တန်းကနေပြီးတော့စာအုပ်တွေပေးလို့ရှိရင်အိမ်ပြန်ရောက်ရင်စာအုပ်တွေကစာအုပ်ဖြစ်သွားတယ်စာအုပ်ကကိုယ့်အတွက်မဖြစ်ဘူးအဓိကအဲ့စာအုပ်တွေကကိုယ့်အတွက်ဖြစ်ဖို့အတွက်ဒါကျွန်တော်စကားလက်ဆောင်တွေပေးခြင်းနဲ့ကျွန်တော် NLP မတက်ခင်အထိမှာကျွန်တော်အဲ့ဟာတွေမသိဘူးအိမ်ပြန်ရောက်စာအုပ်သွားကြောင်းစာအုပ်တွေကြောင်းအခုဆိုရင်ဆရာစာအုပ်တွေကိုကျွန်တော် leader တွေကဖတ်ခိုင်းတာ PPC မှာပေးလိုက်တဲ့စာအုပ်ဆိုအထူးကြီးပဲအမားတို့တန်းလွယ်ကြီး3လုံးလောက်နဲ့တန်းပြန်အဲ့စာအုပ်တွေကိုပြန်ပြီးတော့တုံးချဖို့အခုဒီ DAB မှာလည်းဆရာပေးတဲ့စာအုပ်တွေအများကြီးရှိတာမှာအဲ့ဟာတွေလည်းပဲအမားတို့အိမ်ပြန်ရောက်ရင်တုံးချပါလို့စကားလက်ဆောင်လေးပြောချင်တယ်ဟုတ်ကဲ့ကျွန်တော်အဲ့လောက်လေးကျေးဇူးပါတယ်ဘာလို့တိရောက်လဲဆိုတော့ဖြည်းဖြည်းချင်းနဲ့ချိန်သွားတာဒီအရာတွေတက်ကြည့်တော့မှတည်သွားတဲ့အရာမျိုးတွေဟိုဒီတိုင်း PVC လို့ပြောလဲမြင်မှာမဟုတ်ဘူးဟို TLB လို့ပြောလဲမြင်မှာမဟုတ်ဒါ TLG ကိုသိလို့ TLB ကိုသိတာ TLB ကိုသိရင် PVC ကိုဆက်သိလာလိမ့်မယ်
အဲ့တော့ဘယ်လိုမြင်လဲဆိုတော့အရန် powerful ဖြစ်တယ်ဟိုပထမတော့ကျွန်တော်လည်းဆရာပြောတဲ့ဟိုဗာလဲဒီ attack လုပ်တဲ့လူတွေရှိတယ်motivation speaker တွေကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့လိုပြောတာရှိတယ်ကျွန်တော် NLP master ပြီးသွားတဲ့အချိန်မှာအဲ့လူတယောက်ပြောမျက်နှာနဲ့အကျော်ဆွဲနေတဲ့လူတယောက်ပြောအဲ့လူတွေကဘာဖြစ်ညာပြောကျွန်တော်မကျင်ဘူးအဲ့ကိစ္စကိုရှင်းနေတာကျွန်တော်အမကိုတယောက်ထဲထဲသွားပြီးကိုတေးသေးလေးနဲ့သွားပြီးပြောနေတယ်ကိုဝိုင်းထူနေတယ်အစင်မပြေဘူးလို့ကဲဒီလူပြောတဲ့လူကခဏဆရာပြောမှာပဲလို့ကျွန်တော်လည်းပဲခင်းသရမှာဒီကျောင်းဖောင်တာတယောက်အနေနဲ့ဒီ International School of Private School တူထောင်တာဒီကောင်အရင်တော့အရန်ဆိုးတဲ့ကောင်ဒီကောင်ဘာမှပြစ်လာအောင်မဟုတ်ဘူးကြည်နေဒီကောင်သွားမှာပဲတနေ့ကြာရှုံးမှာပဲပြောကြတာပဲဒါမဲ့လည်းကျွန်တော်ရအောင်ကျွန်တော်ကြောင်းပြီးအခုဆိုရင်ကျောင်းသားဥယေအယောက်320ဖြစ်ပြီးမြို့ထဲမှာဆိုနေရာချင်းတို့နောက်ကျောင်းပွဲတောင်ထပ်ဆောင်နေရပြီးတော့ဒီကျောင်းဒီလည်းမြန်မာနိုင်ငံနဲ့ဖြန့်ဖို့ကျွန်တော်ရည်ရွယ်ထားတယ်ဒီရွယ်ချက်တွေကိုဖြစ်လာဖို့တွန်းအားပေးခဲ့တာတော့ဒီတင်တန်းကစိတ်ခွန်အားတွေပဲဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်ရှယ်ဖို့ဆရာခေါ်တာတင်တန်း2ခုလောက်ရှိပြီရှေ့မှာကျွန်တော်ပတ်ပြေးနေတာဆိုတာကိုယ့်ကိုပေါဘူးမဖြစ်သေးဘူးလို့ခံစားလို့လက်ရှိဆိုရင်ကျွန်တော်အရက်တစ်နှစ်ဖြတ်ထားတယ်ကျွန်တော်ဝါတွင်းအရက်ဖြတ်လာတာ3နှစ်ရှိပြီစစ်လိမ့်နဲ့ကွန်ဆိုရင်လုံးဝအရှင်းပြတ်သွားပြီအရက်ကိုလည်းတစ်နှစ်တစ်ခါဆိုတာကမိန်းမကိုမွေးနေ့လက်ဆောင်ခဏပေးရမှာဆိုလို့ကျွန်တော်တစ်နှစ်တစ်ခါလို့ပြောထားတာသူမွေးနေ့တိုင်းတစ်နှစ်တစ်ခါပေးနေမယ်အဲ့ဒါကျန်တဲ့လက်ဆောင်ပေးရတာလို့လေအကျန်ဘယ်လောက်ကောင်းလဲကျွန်တော်မှကျန်တဲ့ဆရာတယောက်မှမရှိဘူးကျွန်တော်ကျန်တဲ့တင်တန်းတစ်ခုမှမတက်ဘူးကျွန်တော်ကိုယ်တိုင်တင်တန်းဆိုလို့ကွန်ပျူတာတင်တန်းတော့မတက်ဘူးဆရာနဲ့မှပဲအဲ့တင်တန်းကိုတက်ပြတာအဲ့တငယ်ချင်းတော့ဒီနှစ်မှာပေါ့ဆရာကျေးဇူးတင်မဲ့လူတွေကိုချရေးလို့ဆရာရဲ့90 day action plan ဆိုတဲ့စာအုပ်ရှိတယ်အဲ့ဟာလေးတော့သုံးလာမသိဘူးเนาะသုံးညမှာတော့ဒီဘက်ကဒုတိယမှာစာအုပ်အဲ့ကောင်ဆိုရင်3စီအဲ့ရှေ့စာမျက်နှာ10မျက်နှာနဲ့တယ်ပဲတစ်လောက်ကြာကျွန်တော်တိုးနေမှာမတက်ဘူးဒါပေမဲ့အခုတော့အရှိကိုနည်းနည်းရောက်လာပြီပေါ့နော်အဲ့ကောင်နေဟိုသုံးရင်းနဲ့ဒီကိုယ့်ရဲ့ဒီကျေးဇူးတင်ထိုက်တဲ့ကျေးဇူးတင်တဲ့လူတွေကိုလည်းကျွန်တော်လိုက်ပြီးကြောက်ရမယ်ဆိုတော့သိတာကျွန်တော်တင်တန်းစပြီးတွန်းပေးခဲ့တဲ့တကယ်တယောက်ရှိရဲ့အဲ့ကောင်ကိုသွားတော့ကြောက်လို့မရဘူးကျွန်တော်လည်းငယ်ရတယ်သူကတစ်နှစ်လောက်ငယ်တော့သူ့ကိုဒီနှစ်လက်ဆောင်လေးပေးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရွှေတိုင်းကကာရဝါပြူတဲ့လက်ဆောင်လေးနဲ့ဒီမှာဟင်္ဒရာအမကြောက်လည်းပါပါတယ်ဒါဟိုသူလည်းဒါသိပါတယ်အဲ့ဒီသူရခုဆိုတဲ့တကယ်ချင်းတယောက်ရှိတယ်အဲ့ဒါဆရာရှိကိုအရင်ဆုံးခေါ်လာပြီးတာသူဆိုလည်းကျေးဇူးတင်ကြောင်းသွားကြတော့တယ်အဲ့ဆရာကိုလည်းဒါကျေးဇူးတင်ကြောင်းကြောက်အောင်ဟိုဒါနှစ်တိုင်းမကြောက်ပြတာတော့တောင်းမှပါတယ်ဆရာဟုတ်ကဲ့တင်တန်းဒီဆရာတင်တန်းတွေကကျွန်တော်ပြော3မျိုးပဲရှိတယ် TAG TAB BBC ဒါ BBC level 2ဆိုတာဒီနှစ်မှလာပိုင်းပဲရှိသေးတယ်ထုတ်ထားတာဆရာအတန်ကိုပြန်ကြားခြင်းလို့ကိုပြန်တက်နေရNLP မှာစာနဲ့ DDD မှာဆရာမရှိတော့ဘူးတခြားလူတွေတင်ကြတယ်ဒါပေမဲ့ကောင်းတယ်ဆရာလင်းတို့ဆရာမိုင်တို့လည်းအရန်ကောင်းတယ်ဒါပေမဲ့ဒီဆရာရဲ့အာဘော်ကတရကြီးကိုပြန်တက်ကြည့်အရန်ကိုမိုက်တာအဲ့တော့ဆရာက3ခုပဲတင်တဲ့အတွက်ဆရာအတန်ဒီ3တန်းပဲတက်လို့ရတယ်အဲ့အတွက်အဲ့3တန်းဒီလုံးဝတစင်PPC မှာလမ်းပြန်ထွက်သွားလိမ့်မယ်အဲ့ဒါဒေါင်လိုက်တက်တဲ့ဟာပေါ့နော်အဲ့ဒါကအရန်ကောင်းတယ်အဲ့တော့ကျွန်တော်မှကြံတဲ့တင်တာဘာမှတက်မထားတာမရှိဘူးဒါပေမဲ့ကျွန်တော် AI တင်တန်းလေးတော့နည်းနည်းလေးဒီနေ့တော့စ join လို့လုပ်တယ်အဲဒီကိုတိုးတက်ရေးမှာတော့ဒီတင်တန်းတစ်ခုကိုပဲပုံလိုက်လိုက်ပါကျန်တာတွေအများကြီးဆိုရောက်နေတော့ဟိုကပြောဒီကပြောဟိုကမှန်လားဒီကမှန်လားညတွေ့ရဖြစ်လိမ့်မယ်ဒီတစ်ခုလေးပဲယုံကြည်ပြီးအဖို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကိုတိုးတက်တယ်ဆိုတော့အခုကမျိုးသမီးလည်းပါတယ်ဆိုတော့မျိုးသမီးနဲ့တင်တန်းတွေတူတက်တဲ့ကောင်မျိုးသူတွေရတယ်သူလည်းတက်တာချင်းတော့ပြန်သွားတယ်သူလည်းဆက်ပါဘလို့ကြိုးကျေးဇူးလဲဆိုတော့တော်ပင်ပန်းနောက်ကအတကုံတွန်းလာမှာပက်ဆက်တွန်းလာအိမ်မှာအခုလက်ရှိဝန်ထမ်းတွေလည်းမနေရခေါင်းဆောင်တွေလည်းမနေရအငယ်တွေလည်းမနေရသူကလည်းဒီ BBC ပြီးသွားတဲ့အခါကျတော့ဟို report တွေဒီအောက်ကဒီဝန်ထမ်းရဲ့ဒီအကြံပြုတာတွေအရင်တော့ကျွန်တော်တို့အုံမလန်ကအုပ်ချုပ်ပုံကခေါင်းဆောင်စကားပဲနားထောင်လီဒါတွေမန်နေဂျာတွေပေးထားတယ်အဲ့လူတွေစကားမနားထောင်ရင်လောက်ထွက်အခုချိန်ကျတော့ तू ကတင်းတန်းနေတက်ပြီး तू တိလာတဲ့ခါကျတော့ तू ဘာလုပ်ပေးလဲဆိုတော့နောက်ကနေပြီးကျွန်တော်ရဲ့လုံးဝပါဝါအပြည့်ပေးတဲ့စွမ်းအားတွေထုတ်ပေးတဲ့ तू ဖြစ်လာတယ်အဲ့အတွက်လုပ်ငန်းလုပ်ရတာအရန်ကြီးအဆင်ပြေလာတယ်နှစ်ယောက်ညီလာတယ်လက်တွဲညီလာတယ်ကျွန်တော်ကတူပြီးတော့သားဖြစ်တယ်မောင်နှမသားချင်းလည်းမရှိဘူးကျွန်တော်ကိုအကြံဉာဏ်ပေးမဲ့လူအကြံပြုမဲ့လူဘယ်သူမှမရှိဘူးသူ့ကိုလည်းပဲကလေး3ယောက်မွေးနေရတယ်တယ်မယ်သူ့အလုပ်ကလည်းအိမ်မှာအားမနေဘူးဒါပေမဲ့သူ့အလုပ်တွေအကုန်ပြီးတဲ့အချိန်ဒီတင်တန်းကိုသွားထားလိုက်တာကျွန်တော်တို့ကောင်းလာတယ်ပါမကောင်းလာပါမကောင်းလာတော့တောက်လျှောက်တော့မိုးလင်းမိုးချုပ်ထိုင်ပြီးအလုပ်လုပ်ရမယ်អော်တယ်အဲ့တော့ကျွန်တော်လည်းအလုပ်တဲကိုရောက်တော့နောက်ပိုင်းဒီလုပ်ထဲမှာလုပ်ရင်းနဲ့အရက်တောက်တာကျွန်တော်တို့အနှောက်အယှက်တစ်ခုဖြစ်လာတယ်။ तू ကတွန်းလေကျွန်တော်ကရှေ့ပြောက်ခြင်းလေအရက်တောက်တာအနှောက်အယှက်ဖြစ်တော့အရက်တောက်တဲ့အချိန်ကညနေ9နာရီလောက်ကနေ9နာရီတိပေးတယ်။အဲ့ဒီအချိန်ကိုကျွန်တော်မိသားစုနဲ့ချိန်ဖြုံးတယ်။ကျွန်တော်တိုးတက်ကြောင်းစာအုပ်ဆရာစာအုပ်တွေဖတ်တယ်။ဆရာစာအုပ်မဖတ်နိုင်ရင်ဆရာရဲ့ဗီဒီယို၄ပုဒ်ရှိတယ်ကျွန်တော်ရဲ့ဖုန်းထဲမှာအချိန်ပြည့်
play နေလိုက်တာနဲ့အဲ့ဗီဒီယိုတန်းပွင့်တာအဲ့ဒါကိုမိုးလင်းမိုးချုံနားထောင်တယ်မျက်လုံးနှလုံးပွင့်နေတာနားထောင်အဲ့ထဲအကြံဉာဏ်တွေအများကြီးရတယ်ဒါကဆရာပြန်အောင်ဖြတ်သွားတာလူဗီဒီယိုလေးကိုအဲ့ဗီဒီယိုလေးကိုဆရာတကယ်ကိုပေးထားတဲ့ဗီဒီယို free ပေးထားတဲ့ဗီဒီယိုလေးကိုအဲ့လေးကမှ9အားလဲတော်တော်ကောင်းတယ်9အားလွန်ခဲ့တဲ့3နှစ်လောက်ကကျွန်တော်ကားမောင်းရင်းလဲနားထောင်တာဟိုလေဒီ book summary ရှိရလေကျွန်တော်ရွှေနှုတ်တို့ဘာလို့ဒီ way power မြန်မာတို့အဲ့ရနေကျွန်တော်နားထောင်တယ်ဒါပေမဲ့ဘယ်လိုထိရောက်လဲဆိုတော့အတူလေးတွေဆိုတော့ခဏလေးနဲ့ပြီးသွားတယ်သူတို့ပေးခြင်းတဲ့ message တူလေးဆရာကြတော့1နာရီ2နာရီလောက်ကိုအေးဆေးဆေးရှင်းပြနေတာဖြစ်တဲ့အတွက်ကြောင့်တအားကိုကောင်းတယ်အဲ့လေးလည်းနားထောင်ဖို့အကြံပြုချင်ပါတယ်ဒါ free ပဲလေနော်အဲ့အတွက်နားထောင်ဖို့အကြံပြုချင်တယ်အဲ့တော့ကိုတို့လည်းကိုပြောပြီးလို့လည်းကိုလည်းသူတက်ခဲ့တဲ့လူတွေ DMPCA တော့ NLP အဲ့လိုတွေရောဒါဒီဟို observe လုပ်ပြီးတဲ့အချိန်မှာအများစုရဲ့ဥဒ္ဒမောလို့ပြင်တယောက်မှကျွန်တော်ရဲ့10ယောက်ရှိတယ်ပေါ့နော်ကျွန်တော်နဲ့အဲ့ NLP မှာစုံတဲ့10ယောက်ပွဲလည်းရှိတယ်အဲ့10ယောက်စလုံးမှာတယောက်မှဘွားပြတ်သွားတယ်မရှိဘူးအကုန်လုံးကြီးရှိနေတဲ့ level ထဲအပေါ်ပဲတက်လာတယ်ရှိနေတဲ့ level ထဲအောက်ကိုပြန်ဆင်းသွားတယ်မရှိဘူးဘာလို့ဒီတင်တန်းမှာတင်တာကဟိုရှိသမျှပုံအောပြီးတော့ run flight ဆိုတာတဲ့ဘလို့ကိုတီဆောက်ပြီးတော့ဘလို့မျိုးအပေါ်ကိုတက်လို့ရမလဲဆိုတော့အဆင့်အဆင့်တွေပေါ့နော်အောက်ခြေလည်းမလွတ်အောင်ဟိုဘွားလည်းပြတ်မသွားအောင်ဟိုကိုယ့်ရဲ့ကြိုးစားအားထုတ်မှုလေးကိုလည်းပဲကိုဘလို့ကြိုးစားမလဲဆိုတော့မြင်အောင်အဲ့လိုပြနိုင်တဲ့တင်တန်းတစ်ခုလို့ဖြစ်တယ်လို့တော့ကျွန်တော်တော့မြင်မိတယ်ပေါ့နော်ဒါကတော့တယောက်နဲ့တယောက်ခံစားချက်တော့တူချင်းမှတူမှာကျွန်တော်တော့ဒါကျွန်တော်ကိုယ်တိုင်မြင်ရကြုံရပြီးပြောင်းလဲလာလို့ဒီ level ကိုရောက်လာတယ်လို့ကျွန်တော်သတ်မှတ်ပါတယ်အဲ့တော့ကျွန်တော်အရင်ပုံစံတိုင်းတော့ဆက်သွားနေဒီနေ့ထိလည်းကျွန်တော်ဘွားမျောနေအောင်ပါပဲအများကြီးတော့မပြောပြချင်ပါဘူးเนาะဒါပေမဲ့တော်တော်ဆိုးတဲ့ live ကိုဖြတ်တန်းခဲ့ရတာမိဘပတ်စံရှိတယ်ရှိတယ်အနေပါပါเนาะအနေပါရှိတယ်အဲ့ရောက်မှာလှုပ်ဆရာမလို့တဲ့လူတယောက်ဖြစ်နေတာပေါ့အဲ့တော့နေချင်းသလိုနေတယ်လုံးဝလုပ်ငန်းပေါ်မှာကိုယ့်ရဲ့ရည်တည်မှုပေါ်မှာဟိုဘာဖီးမှမထည့်တာဘူးဒါပေမဲ့တင်တန်းနေတိုင်းနေမှာအကုန်လုံးပြန်မြင်လာတယ်ပေါ့ဟုတ်နောက်ဆုံးနေမှာပါလို့တော့ဟုတ်တော်တော်များဟိုမှာဆက်ပြီးလာရင်ကောင်းလားဆိုတော့ပြီးတာတော်တော်များရဲ့အနားစီက3ခုလောက်ရှိတာပေါ့တစ်ခုကနောက်မှာနောက်အားတွေနောက်မှာနောက်တစ်ခုကတော့ဒီပတ်စံရေးသုံးရတယ်တနေ့ပတ်စံကုန်အောင်ကြည့်တော့ကျွန်တော်ပြောပါတယ်သူရဲ့ရောက်ဖို့ထပ်သွားတဲ့ဟောင်းရဲပုံစစ်အဲ့တော့ကြည့်တယ်နောက်တစ်ခုကတော့အိမ်မှာတန်ခဲ့တဲ့ဟိုကမျိုးသားဖြစ်စေမျိုးသမီးဖြစ်စေအဖေဖြစ်စေသူကဒီကနေ့တက်တာမဟုတ်တဲ့ခါကျတော့နည်းမတော်သေးဘူးလားဆိုတော့အဲ့မှာရက်သွားတာရှိတယ်အဲ့တော့တို့တွေလည်းဒီနောက်ဆုံးနေတဲ့ဝေးချက်ကိုဒီကိစ္စတွေကိုကြော်ပြနိုင်ဖို့အတွက်ဘယ်လိုတွေးနေတာပါလဲဘယ်လိုတက်တယ်ဘယ်လိုပြင်နေတယ်ကျွန်တော်ဒီသင်တန်းကိုတက်တော့ပတ်စံတော်တော်များတယ်ဒါဟိုမရရဆိုလေပတ်စံမောင်ခက်ကလည်းပြောင်းလာတာဟိုပတ်စံမောင်ကများတယ်များတော့ကျွန်တော်ဗာတွေ့လဲဆိုတော့ဒီပတ်စံကိုငါရင်းနှီးလိုက်လို့ငါတန်မမလားပေါ့နော်တန်မမလားဒီဟာကမတန်တော့ရင်ရောဘယ်လိုဖြည့်ရှင်းမလဲပေါ့အိမ်ကအမေဆိုလုံးဝမကြိုက်ဘူးကျွန်တော်ဒီစိလိတ်တွေရက်တွေကွန်းတွေနားပြလိုက်တော့မှသူသဘောပေါက်လာအခုဆိုလို့ရှိရင်အိမ်ကကလေးတော့သူထိန်းတော်နေတင်နေတော့တက်စမ်းမအဲ့တင်တန်းသာတက်နေဆိုတာကြီးပဲအခုအရင်တော့ကတင်တန်းဆိုရင်ဒီရွှေလာဝယ်တဲ့ဝယ်သူတွေကိုသူကအဝါစီလက်ကစောက်ပူလေးလုံးလုံးမှကြီးအဲ့ကောင်ကြီးတင်တန်းတက်ပြီးရုပ်ကိုကြည်စမ်းက6ကလောင်လိုက်နေတာအဲ့လိုမျိုးအခုတော့ဟိုတင်တန်းဆိုလို့ရှိရင်ကလေး3ယောက်ပါအိမ်ကခေါ်ထားလိုက်တယ်ကျွန်တော်လင်မယားအဲ့ဒီ6ရက်လောက်နေမှာရန်ကုန်မှာ2ယောက်တည်းကလေး3ယောက်လည်းမရှိဘူးဘူးမှမပါဘူးအေးစေးပဲဟန်နီမွန်းပြန်ထွက်နေဒါဆိုတော့ဒီတင်တန်းတွေဒီဟိုလေအမောက်အနေနဲ့သာများတယ်ထင်ပေမဲ့ကိုယ့်အတွက်ယူလို့ရှိရင်ပြန်ရတာကတော်တော်များတယ်အဲ့နောက်ကိုလိုက်လို့ဖို့တော့ဒါတဦးနဲ့တူခံယူချက်တွေတော့ကွာမယ်ပေါ့နော်ကျွန်တော်တော့2023ကတက်တဲ့တင်တန်းက2025အစပိုင်းလောက်ဟိုဒီ2024အကုန်လောက်မှစပြီးကိုယ့်ရဲ့ changes ဖြစ်သွားတာပေါ့နော်အဲ့တော့ခံယူတတ်ဖို့ဟိုကိုယ့်ရဲ့စိတ်နှလုံးမှာဒီဟာကကိုယ့်အတွက်အကျိုးမြတ်ရှိမယ်ဆိုရင်တော့ယုံကြည်ပုံအပ်လိုက်ဖို့မမှားတဲ့တင်တန်းလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ